ဇလန်းဟာဟာဝဲရီမှာစတင်ပါတယ်။ယောက်ျားတစ်ယောက်ကပတ်ဝန်းကျင်ကိုစိုးရိမ်စွာကြည့်ပြီးစားတိုက်ပုံးထဲကိုစာအိတ်တစ်ခုထည့်လိုက်ပါတယ်။ဒါပေမဲ့လမ်းမပေါ်ကိုခြေလမ်းချလိုက်ချိန်မှာပဲအပြာရောင်ပင်ကားတစ်စီးကသူ့ကိုတိုက်ပြီးထွက်ပြေးသွားပါတယ်။နောက်ထပ်မြင်ကွင်းမှာတော့ James ဆိုတဲ့မင်းရင်တပ်ဖွဲ့အရာရှိတစ်ယောက်ကသူ့ရဲဘော်တွေကိုရေအောက်မှာအသက်ရှူမထုတ်ဘဲခံနိုင်ရည်စမ်းသပ်လေ့ကျင့်နေပါတယ်။ဒါပေမဲ့တစ်ယောက်ပြီးတစ်ယောက်အားမလုံလောက်လို့ရေပေါ်ထွက်လာကြပြီး James ကအရန်ဒေါသထွက်နေပါတယ်။အဲ့ဒီအချိန်မှာပဲရဲဖုန်းဝင်လာပြီးတေဆုံးနေတဲ့ယောက်ျားတစ်ယောက်ရဲ့အလောင်းကိုပြသပေးပါတယ်။ရဲတွေကဒီအမှုကို hit and run လို့သတ်မှတ်ထားပါတယ်။ James အိမ်ပြန်ပြီးမိသားစုအတွက်အစားအသောက်ချက်ရင်း Walter ကနောက်ဆုံးတော့ကိုတတ်မိသွားပြီလို့သူ့မိန်းမကိုတာမန်အတိုင်းပြောပါတယ်။ဒီအချိန်မှာပဲတေဆုံးသူ Walter က James ရဲ့ဖခင်ဖြစ်တယ်ဆိုတာသိလာရပါတယ်။ James ရဲ့မိန်းမကအိုကလာဟိုမှာရှိတဲ့မင်းအကိုကိုခေါ်သလားလို့မေးပေမဲ့ James ကသူငါဖုန်းကိုမကင်ဘူးလို့ပြန်ပြောပါတယ်။ဇလန်းက James ရဲ့အကို Johnny စီကိုပြောင်းသွားပါတယ်။ Johnny ကရဲအရာရှိတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ချစ်သူ Valentina ကသူ့ကိုစွန့်ခွာဖို့အိတ်ထုတ်သိမ်းနေပါတယ်။ဒီနေ့ဟာ Valentina ရဲ့မွေးနေ့ဖြစ်ပေမဲ့ Johnny ကလုံးဝမေ့သွားပါတယ်။ဘလောက်ပဲတောင်းပန်ပေမဲ့ Valentina ကထွက်သွားပါတယ်။အဲဒီနောက် James ရဲ့မိန်းမလာက Johnny ကိုဖုန်းခေါ်ပြီးမင်းဖခင်တည်သွားပြီးမနှက်ဖြန်အတူပါရှိတယ်လို့ပြောပါတယ်။ဒါပေမဲ့ Johnny က James နဲ့ဆက်ဆံရေးပြတ်ခဲ့တာ10နှစ်ကျော်နေပြီဖြစ်လို့မလာချင်ဘူးလို့ပြောပါတယ်။ဒါပေမဲ့အဲဒီညမှာပဲ Yakuza လူမိုက်တွေ Johnny ကိုတတ်ဖို့ရောက်လာပါတယ်။ Johnny ကတယောက်တည်းနဲ့လူမိုက်တွေကိုအပြင်းထန်တိုက်ခိုက်ပြီးအနိုင်ယူနိုင်ပါတယ်။ဒီနေရာမှာ Johnny ရဲ့တိုက်ခိုက်နိုင်စွမ်းကဘလောက်ကြမ်းတမ်းလဲဆိုတာထင်ရှားလာပါတယ်။ Walter ရဲ့အတူပါမှာတော့ Yakuza မာဖီးယားအဖွဲ့တွေအစိုးရအရာရှိတွေအားလုံးတက်ရောက်လာပါတယ်။ Johnny နဲ့ James တခါပြန်တွေ့တာနဲ့အချင်းချင်းအမုန်းတွေထပ်ပေါ်လာပါတယ်။ Johnny ကငါဒီမှာဖခင်အတွက်မဟုတ်ဘူး။သူ့ကိုဘသူတက်လဲသိကျင်လို့လာတာလို့ပြောပါတယ်။စုံစမ်းမှုတွေလုပ်သွားရင်Walter ကလျှို့ဝှက်အစီအစဉ်တစ်ခုကိုတည်ထားခဲ့တယ်ဆိုတာပေါ်လာပါတယ်။အဲ့ဒီအစီအစဉ်က Governor Peter, Developer Marcus Robichaud လောင်းကစားကာစီနိုစီမံကိန်းနဲ့ဆက်နွယ်နေပါတယ်။ Walter ကဒီအရာအားလုံးကိုသိသွားတဲ့အတွက်အသက်ခံလိုက်ရတာဖြစ်နိုင်ပါတယ်။နောက်ဆုံးမှာတော့ Johnny နဲ့ James တို့နှစ်ယောက်ကအချင်းချင်းမုန်းတီးမှုတွေကိုကြော်ဖြတ်ပြီးမိသားစုကိုကာကွယ်ဖို့မဟာရန်သူ Marcus နဲ့အဆုံးစွန်တိုက်ခိုက်ကြပါတယ်။အဆုံးမှာ Marcus တေဆုံးသွားပြီး Governor Peter ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ Johnny နဲ့ James တို့နှစ်ယောက်ကဖခင်မဖြစ်ခဲ့တဲ့အမှားတွေကိုအကိုညီအဖြစ်ပြန်လည်ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ဇလန်းကဒီနေရာမှာပဲပြီးဆုံးသွားပါတယ်။